ဘယ်လိုတက်ဘယ်လိုရေးတာလဲတော့ အမအဲ့တော့ဝင် ဟုတ်ကြည့်ပါဦး ကျောင်းသားကြိုက်ချောမှာမလုပ်ဘူးငါအမင်းနဲ့ TikTok ကဖောက်ခိုင်းတာ ကျွန်တော်တော့ဖွင့်နေသူရေးခိုင်းတယ်လိုက်ရေးတယ်ပြေစိုးချောက်က ဘယ်လိုရေးလိုက်တာ ရိုက်ချောမှာငါ ဘယ်လိုရေးလိုက်တော့ မအမေပြောတယ်တော့မပအောင် ဒါဘာလို့ရေးတာ ဖတ်တယ်မေပြောတယ်တော့မပအောင် ဒါဘာလဲအဲ့ဒါ တိဖတ်တယ် ဖတ်ပြလား မေပြောဘယ်လိုမဟုတ်ဘူးပါမဟုတ် ဒီအဘောကျရေးထားကြဟာရေးထားရ ဖတ်တယ် ဘယ်လိုတက်ဘယ်လိုရေးတာလဲတော့ အမအဲ့တော့ဝင် ဟုတ်ကြည့်ပါဦး ကျောင်းသားကြိုက်ချောမှာမလုပ်ဘူးငါအမင်းနဲ့ မဲဒါခုပြက်လို့မရသေးခုနှစ်ရက်ကြာမှပြက်လို့ရ အကောင်မကောလုံးကဘာလုပ်တာလဲ အော်ဒီမဲ့ခုနှစ်ရက်ဒီမဲ့ခုနှစ်သေးတယ်ဗာရစိတ်မခုဖြက်ဟိုကဆောက်ဆောက်ပြန်နာမည်တွေပိုတိုတွေကခုနှစ်ရက်ကြာမှလုပ်လို့ရအောင် ဟုတ်ပါ TikTok ကနာမည်ပြောင်းလို့ရပါတယ် ကျောင်းလို့ရပါတယ် ပြောင်း အဲ့ ကြည့်လိုက်ပါ ဒါကြီးကအကောင်မကောလုံးကမတိုက်ဘူးငါအဲ့ဒါလုပ်တာ